ဒေါ်ဆန်းစုကြည်ပေါ်မှာဗိုလ်မင်းအောင်လှိုင်ရဲ့အာဃာတကတိတ်ကြီးမားလွန်းပါတယ်။ဒါကတရားဝင်ထုတ်ဖော်ပြောဆိုတာမျိုးမရှိပေမဲ့လူတိုင်းသိကြပါတယ်။ဘာကြောင့်အာဃာတတိတ်ကြီးတယ်လဲဆိုတော့သူ့အတွက်သမရယာထုတောင်းတာမပေးလို့ပါ။အကျင့်ပြတ်လက်စားမှုတွေတိတ်ဆိုးဝါးနေတဲ့မြန်မာနိုင်ငံမှာယာထုယာကန်ကြီးတဲ့လူတွေဟာတောင်းစားနေကြပါတယ်။ဦးစီးရာရှိညွှန်ကြားရေးမှူးညွှန်ချုပ်ကအစဒုဝန်ကြီးဆိုတဲ့သူတွေအားလုံးဟာတောင်းစားနေကြပါတယ်။ဒါကလိုလားခြင်းမလိုလားခြင်းပုံမှာအခြေခံပြီးတော့ပြောနေတာမဟုတ်ပါဘူး။အရှိကိုအရှိတိုင်းပြောနေတာပါ။ဗမာပြည်မှာထိတ်တန်းအစိုးရအရာရှိမှန်ရင်တောင်းမစားတဲ့သူမရှိဘူးဆိုတာလူတိုင်းသိပါတယ်။ဒါဟာလျှို့ဝှက်ချက်မဟုတ်ပါဘူး။အဲ့ဒီအရာရှိတွေကိုတွားမေးရင်လည်းဒေါသတကြီးနဲ့အော်လွတ်တာမျိုးသာရှိချင်ရှိပါလိမ့်မယ်။ညင်းတာကတော့မညင်းနိုင်ပါဘူး။လူဖွဲ့စည်းရဲ့အမြင်သဘောထားကလည်းတောင်းစားရင်အထင်သေးပြီးတော့အရာရှိတွေတောင်းစားရင်အားကြကြပါတယ်။ကျွန်တော်တို့လူဖွဲ့စည်းကအဲ့ဒါလိုကမောက်ကမတွေနဲ့အသားကျနေပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာခွက်နဲ့တောင်းစားတဲ့သူကိုတောင်းစားလို့ခေါ်ပြီးခွက်မပါပဲတောင်းစားတဲ့သူကိုအရာရှိအရာခံလို့ခေါ်ကြပါတယ်။အဲ့ဒါလိုတောင်းစားကြတဲ့သူတွေထဲမှာအစိုးဆုံးအတောင်းဆုံးတွေကတော့စစ်ဗိုလ်ချုပ်တွေပါ။ဒါကိုလည်းအားလုံးကသိပြီးသားပါ။တောင်းစားတာနဲ့တိတ်အသားကျလာတော့သူတို့ဟာရကိုရဖို့ထိုက်တန်တဲ့သူတွေလို့သူတို့ကထင်လာကြပါတယ်။တခြားသူတွေဟာသူတို့ကိုပေးရမယ့်တာဝန်ဝတ္တရားရှိကိုရှိနေတယ်လို့သူတို့ကထင်လာကြပါတယ်။အဲ့ဒါက mindset ပါပဲ။စိတ်နေသဘောထားတည်းခံယူချက်တည်းဖြစ်လာတာပါ။ဗိုလ်ချုပ်မင်းအောင်လှိုင်ကလည်းသူဟာသမရယာထုနဲ့အမှန်တကယ်ကိုထိုက်တန်တယ်လို့ထင်နေပုံရပါတယ်။ဒါပေမဲ့တကယ်တမ်းအဲ့ဒါလိုထိုက်တန်တယ်လို့ထင်နေတာဟာသူတယောက်တည်းကပဲထင်နေတာပါ။ကြံတဲ့သူဘယ်သူကမှသူနဲ့ထိုက်တန်တယ်လို့မထင်ကြပါဘူး။သူ့လက်အောက်ငယ်သားတချို့ကသူ့လိုကြမြောက်ပင်ပေးပြီးတော့သူနဲ့ထိုက်တန်ပါတယ်လို့ပြောဆိုတာမျိုးရှိပါလိမ့်မယ်။အဲ့ဒါမျိုးကိုလည်းသူကအမှန်တကယ်ထင်နေပုံရပါတယ်။သူတို့လိုချင်တာရှိလို့မြောက်ပေးနေတာပဲလို့သိဖို့မရပါဘူး။ဒေါ်ဆန်းစုကြည်စီကိုသမရယာထုတွားတောင်းတော့လေသူရတဲ့ရထိုက်တာကိုကောင်းကောင်းမွန်မွန်တွားတောင်းတာပဲလို့သူစိတ်ထဲမှာအထင်ရှိပုံရပါတယ်။သူဟာမတန်မရာတောင်းနေတာပါလားလို့သူ့ဘာသာလဲထင်ပုံသိပုံမရပါဘူး။သူကမထင်ပေမဲ့ဒေါ်ဆန်းစုကြည်ကတော့အဲ့ဒါလိုထင်နေပုံရပါတယ်။ပါဇက်ကနေရိုင်းဆိုင်တုံ့ပြန်ပြောတာမျိုးမလုပ်ခဲ့ရင်တောင်မှအကြည့်တွေပြုံးနေတဲ့မှာမတန်မရာလာတောင်းရသလားဆိုတော့အကြည့်တွေပါခြင်းပါနေပါလိမ့်မယ်စိတ်ထဲမှာတိတ်နဲ့ရှိုင်းထင်လာရင်မျက်လုံးနဲ့ဖြစ်ကိုနှုတ်အမူအရာတွေထဲမှာပဲဖြစ်ထင်ရှားကြီးဖော်ပြတာမဟုတ်ရင်တောင်မှတစ်ဖက်လူခံစားနိုင်လောက်အောင်ပေါ်လွင်နေတတ်ပါတယ်အဲ့ဒါကိုပဲ body chemistry လို့ခေါ်ကြတာပါကိုယ်စိတ်ထဲမှာအထင်မြင်သိနေရင်အဲ့ဒီအထင်မြင်သေးတဲ့အငွေ့အသက်တွေဟာကိုနှုတ်အမူအရာမျက်လုံးနှခမ်းတို့မှာထင်ဟပ်နေတတ်ပါတယ်အဲ့လိုအကြည့်ခံရအပြုံးခံရတဲ့ဘိုးမင်းအောင်လှိုင်မှာအသေးကိုဓာတ်နဲ့ဆွတယ်လို့တစ်စစ်နာပါလိမ့်မယ်ငါရတဲ့ရထိုက်တာကိုတရားသဖြင့်တောင်းနေတာကိုတောင်းစော်ကားမော်ကားအကြည့်နဲ့ကြည့်လေခြင်းဆိုပြီးတော့အသေးနာကဘာမကြီးဖြစ်နေပါလိမ့်မယ်နှစ်ဖူးကအမာရွတ်ကိုမြင်နိုင်မောဒရာကိုအစိမ့်လိုက်ဝါစားခြင်းနေတဲ့ကေဝတ်ပုံနာလိုခံစားချက်မျိုးဟာသူ့ရင်ထဲမှာတမြင့်ရှင်သန်နေပါလိမ့်မယ်ဒါတွေဟာဒေါ်ဆန်းစုကြည်အပေါ်မှာဘုံမင်းအောင်လှိုင်မုန်းနေတဲ့အမုန်းတွေရဲ့မြစ်ဖျားခံရတွေပါပဲ